ကလေးရဲ့ခေါင်းရိပ်ပေးခြင်းအပြင်ပြန်ထွက်လာတဲ့သပင်တွေကပိုထူနိုင်သလားလူကြီးတွေအနေနဲ့ကလေးငယ်လေးတွေကိုမွေးပြီးလပိုင်းမှာပဲခေါင်းလေးရိပ်ပြီးတတ်ကြပါတယ်တကယ်တမ်းတော့ခေါင်းရိပ်တာနဲ့သပင်ပိုထူလာတာနဲ့လုံးဝမဆိုင်ပါဘူးကလေးသပင်ထူရတဲ့အကြောင်းရင်းလေးတွေကတော့နံပါတ်1မိဘရဲ့မျိုးရိုးဗီဇနံပါတ်2ကလေးရဲ့အာဟာရပြည့်ဝမှုနံပါတ်3ကလေးရဲ့ဥယျာဉ်ပြားကိုဖြည်းဖြည်းလေးမဆာ့လုပ်ပေးခြင်းအပြင်သွေးလည်ပတ်မှုအားကောင်းပြီးတော့သပင်ပိုတန်စေတာဒီအချက်တွေနဲ့ပဲဆိုင်တာဖြစ်ပါတယ်ဒါဆိုကလေးကောင်းဘယ်ချိန်စရိပ်ပေးလို့ရပြီလဲဆိုရင်ကလေးအသက်1နှစ်ကနေစပြီးခေါင်းရိပ်ပေးလို့ရပါတယ်ကို့အနေနဲ့ကလေးကိုခေါင်းမရိပ်ပေးချင်ဘူးဆိုရင်လည်းကလေးမှာဘာပြဿနာမှမရှိနိုင်ပါဘူး။ခေါင်းရိပ်တာမရိပ်တာမိဘရဲ့ choice တစ်ခုပဲဖြစ်ပါတယ်။တတိထားရမယ့်အချက်လေးတွေကတော့ကလေးရဲ့ခေါင်းနေ့တိုင်းမလျှော်ဖို့နဲ့ကလေးရဲ့ဥယျာဉ်ပြားကို massage လုပ်ပြီးတဲ့အခါမှာတအားအကျဉ်း massage မလုပ်ဖို့ဂရုစိုက်သင့်ပါတယ်။ဒီကြားထဲကလေးရဲ့သပင်တအားရှည်လို့ဆိုရင်တော့နည်းနည်းညှပ်ပေးလို့ရပါတယ်။